Hi အားလုံးပဲမင်္ဂလာပါပုံမှာဒီနေ့ share လုပ်ပေးမယ်အကြောင်းအရာလေးရတော့ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတိုင်းရဲ့တဘာဝယဉ်ကျေးမှုဓလေ့ထုံးတမ်းအမွေအနှစ်တွေကိုမှတ်တမ်းတင်ထိန်းသိမ်းပေးတဲ့ UNESCO World Heritage Center အကြောင်းကိုပုံကဗဟုသုတတစ်ခုအနေနဲ့ပြပေးသွားမှာပဲဖြစ်ပါတယ်UNESCO ကိုအရှိကောက်အနေနဲ့ပြောပြမယ်ဆိုရင် United Nations Educational Scientific and Cultural Organization လို့အဓိပ္ပာယ်ဖွင့်ဆိုလို့ရပါတယ်1945ခုနှစ်မှာပြင်သစ်နိုင်ငံမှာရှိတဲ့ Paris ဆိုတဲ့မြို့လေးမှာUNESCO ဆိုတဲ့ World Heritage Center ကိုစတင်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှကျွန်တော်တို့မြန်မာနိုင်ငံရဲ့အစားအသောက်တစ်ခုဖြစ်တဲ့လက်ဖက်စားတောက်ကုန်ကို UNESCO World Heritage Center ကနေပြီးတော့မြတဘာဝရိုးရာအစားအသောက်တစ်ခုအဖြစ်မှတ်တမ်းတင်တဲ့စာရင်းထဲမှာပါဝင်သွားပြီပဲဖြစ်ပါတယ်။ဒါပေမဲ့ officially ပေါ့နော်တရားဝင်တော့မဟုတ်သေးပါဘူး။2024ခုနှစ်လောက်တုန်းကလည်းမြန်မာလူမျိုးတွေရဲ့နှစ်သက်ကူးရိုးရာပွဲတော်တစ်ခုဖြစ်တဲ့အတာသကြံပွဲတော်ကို UNESCO World Heritage Center ရဲ့မှတ်တမ်းတင်တဲ့စာရင်းထဲမှာပထမအဆုံးအကြိမ်အဖြစ်မှတ်တမ်းတင်ထားခဲ့ပြီးပြီပဲဖြစ်ပါတယ်။ဒါအပြင်2025ခုနှစ်လောက်တုန်းကလည်းမြန်မာလူမျိုးတွေမျက်နှိုးစွာလိမ့်ချယ်တဲ့ရိုးရာတနခါကိုမြယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ်ဒုတိယအကြိမ်မှတ်တမ်းတင်တဲ့စာရင်းထဲမှာပါသွားပြီပဲဖြစ်ပါတယ်။ So, I'm gonna explain the history of UNESCO World Heritage Centers. After the Second World War, it was founded in Paris, France in 1945. 37 countries signed the UNESCO Constitution on 16 November 1945, and the organization officially started work in November 1946. Around 1990, UNESCO focused on global education, science projects, and promoting the protection of intangible cultural heritage like language, rituals, and music. In 1972, it becomes one of the most famous programs which identifies and preserves sites like the Great Wall of China, Machu Picchu, and the pyramids. The goals of UNESCO are 1. Promote education. 2. Protect cultures. 3. Support research, scientific collaborations, and innovations. 4. Promote freedom of expression. 5. Foster peace and human rights. Okay. The final paragraph focuses on our homeland, Myanmar. For the first time in 2024, the traditional Myanmar Atal Festival was inscribed on the UNESCO World Heritage List. In addition, the traditional Myanmar Thanakar Cultural Practice Award also submitted on 2025. A few weeks ago, the UNESCO program requested information regarding the inscriptions of Myanmar's green tea cultures. Myanmar green tea culture is beyond
nominated for the UNESCO World Heritage List, but it is not officially inscribed yet. ဒါကတော့ဒီနေ့ပေါ့နော်ဝန် sharing လုပ်ပေးခြင်းနဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ရိုးရာအစားအသောက်ဖြစ်တဲ့လက်ဖက်စားသောက်ကုန်ကိုတဘာဝယဉ်ကျေးမှုဒလီထုံးတန်းအမွေနှစ်တွေကိုမှတ်တမ်းတင်ထိမ့်သိမ်းပေးတဲ့ UNESCO World Heritage Center ရဲ့မှတ်တမ်းတင်စာရင်းထဲမှာပါသွားပြီပဲဖြစ်ပါတယ်ဒါပေမဲ့ officially တရားဝင်တော့မဟုတ်သေးဘူးပေါ့နော်ဘလို့နေနေဝန်ကတော့မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဝမ်းသာပြီးတော့ဂုဏ်ယူမိပါတယ်မကြခင်မှာလက်ဖက်စားတောက်ကုန်ကမြန်မာလူမျိုးတွေရဲ့ရိုးရာယဉ်ကျေးမှုအစားအသောက်တစ်ခုအဖြစ်တရားဝင်မှတ်တမ်းတင်နိုင်လိမ့်မယ်လို့ဝန်ကတော့မျှော်လင့်မိပါတယ်မျှော်လင့်မိသလိုယုံလဲယုံကြည်ပါတယ်ဝန်ခု sharing လုပ်ပေးတဲ့ဝန်ဒီနေ့ sharing လုပ်ပေးတဲ့အကြောင်းအရာလေးကိုသဘောကျရဲဆိုရင်ဝန်ရဲ့ YouTube channel လေးနဲ့ TikTok channel လေးကို follow လုပ်ပေးကြပါလို့ဝန်ကဒီနေရာပဲမြစ်တာရက်ခံချင်ပါတယ်နောက် vlog တွေမှာဝန်တို့ပြန်တွေ့ကြပါမယ် See you later guys